ပါပေါ့ကြီးတဲ့လူရဲ့ intellectual curiosity ပေါ့ဉာဏ်နဲ့ပတ်သက်တဲ့စူးစမ်းလိုတဲ့စိတ်ကိုနှုတ်ဆွပေးတယ်ပေါ့အဲ့သဘောပါပေါ့congratulations ပါဗျာဟုတ်ကဲ့ဟောလေဒီပွဲနဲ့ပတ်သက်ပြီးတော့ပေးသက်တွေနားထောင်ရမယ်စကားလေးတချို့ပေါ့ဟုတ်ဒါကသူနံပါတ်1ကကိုရဲ့ဟိုပါပေါ့အလေးအကျင့်ပေါ့အလေးအကျင့်ဆိုတာကစဖတ်ရင်ဖြစ်စေပကြီးကားကြည့်ရင်ဖြစ်စေတခုကြုံရင်ဖြစ်စေအဲ့လိုပေါ့ဟိုစင်ကျင်လေးရှိတဲ့အလေးအကျင့်ပေါ့ပါပေါ့ဉာဏ်နဲ့စင်ကျင်တာပေါ့အဲ့ဒီ intelligent meditate လုပ်တဲ့လူချင်းရှိတယ်ဆိုတော့အဲ့အလေးအကျင့်ကဘာသွားပြီးတော့အကျိုးဖြစ်လဲဆိုတော့ဒီပကြီးဒီစီးလေးမလုပ်ခင်ပေါ့နော်အရင်တော့ဖတ်ဘူးတဲ့ဟိုတမန်ကျမ်းစာတွေကစာတွေဇင်ပိုတစ်စင်ကတက်စီဝတ္ထုတွေအခြားသောအကြောင်းတွေလက်ရှိဖြစ်နေတဲ့အခြေအနေတွေအကုန်လုံးပေါင်းလိုက်တော့ဒီ memory ထဲမှာတော့တခုခုတိဆောက်လိုက်ပြရပါတယ်ဗျာတိဆောက်လိုက်ပြီးတော့မှဒီဒီမွန်လုပ်မယ်ဆိုတဲ့ idea စရတာပေါ့အဲ့ဒါကိုပဲခုနကတငငယ်တယောက်ကမေးတယ်ဆိုတော့ဘယ်လိုရတယ်လဲဆိုတော့ဘုဘူးလို့ဒီ series လုပ်ဖို့ရတယ်ဆိုတာအကြောင်းတရားတစ်ခုတည်းပေါ့နော်လက်စုပ်လက်ကံပေါ့တစ်ခုတည်းပဲပြဆိုတယ်ပြဖို့ခက်တယ်ဟုတ်ဆိုတော့အကြောင်းတရားတွေ condition တွေအများကြီးစုံတော့မှအကြောင်းတရားတွေစုလာပြီးတော့မှဖြစ်တာဆိုတော့တစ်ခုတည်းတော့ပြောလို့မရဘူးဆိုတော့ဇင်ပုံမြင်ဖတ်ထားတယ်ဇင်ပုံမြင်လည်းလုံခဲ့တဲ့ဗဒနှစ်ခါမှဖတ်ထားတာရှိတယ်တမန်ကျမ်းစာဆိုတာလည်းပဲဗဒနှစ်ခါမှဖတ်ထားတာကိုတုန်းကတမန်ကျမ်းစာဘာရှင်းလေးခုအဲ့လိုပေါ့ဗလာတောက်ထဲမှာလေးကန့်ခွဲပြီးတော့ရေးပြီးတော့ဖတ်တဲ့လေ့ကျင့်ရှိတယ်လေ့လာတာပေါ့စာပြီးလောက်တာပေါ့ဆိုတော့အဲ့ဒါအရှင်းရှိတယ်အခြားဝတ္ထုဤဒီဘုံဝတ္ထုဖတ်တဲ့ဆရာအများကြီးရှိတယ်အဲ့ဒါအကုန်လုံးကလူကာလတစ်ခုမှလာပြီးပေါင်းတယ်ပေါ့နော်ပေါင်းပြီးတော့မှဒီအခြေအနေဖြစ်သွားတယ်ပေါ့အဲ့လိုမျိုးပြောလို့ရတယ်ပေါ့ဆိုတော့နောက်တစ်ခုကဘာဖြစ်လဲဆိုတော့ဟုတ်ပြီဖြစ်လာတယ်ဆိုတော့တခါကျတော့စကားတို့ကဒီပကြီးကားကနေဘာပြောချင်တာလဲလို့ပကြီးကားကဘာကိုဆိုလိုတာလဲလို့အဲ့လိုမျိုးရှိတာဆိုတော့အဲ့ဒါမှလည်းကိုယ်တို့ကဟိုပါပေါ့ဒီတစ်ခုတည်းသောအကြောင်းပေါ့နော်ဘာကိုပြောချင်တာပါဆိုတဲ့ဟာမျိုးပေါ့အဲ့လိုလေးအတိအကျမဟုတ်ဘူးဆိုတော့ message တော့တော့အောင်ဒီ theme တော့တော့အောင် meaning တော့တော့အောင်တစ်ခုတည်းသော meaning တို့တစ်ခုတည်းသော message တစ်ခုတည်းသော theme တို့ပေါ့နော်အဲ့လိုမျိုးလည်းမရှိဘူးဘာရှိလဲဆိုတော့တစ်ခုတည်းပဲပြောဆိုလို့ရှိရင်ကိုယ်တို့ကဘာရှိလဲဆိုတော့ question ပေါ့ question မှာကိုယ်တို့ကဘာတောင်းလဲဆိုတော့ question ဆက်စကားလုံးအစားပါပေါ့ကြီးတဲ့လူရဲ့ intellectual curiosity ပေါ့ဉာဏ်နဲ့ပတ်သက်တဲ့စူးစမ်းလိုတဲ့စိတ်ကိုနှုတ်ဆွပေးတယ်ပေါ့အဲ့သဘောပါပေါ့တခုတည်းပြောဆိုရင်တော့အဲ့သဘော concept ကိုတခုတည်းအတင်မထားတော့ပဲလေကြီးတဲ့သူကပြန်ပြီးတော့ဆင်ခြင်နိုင်အောင်ပေါ့ဟုတ်တယ်အဲ့လိုပါလားဒီပွဲမှာအားလုံးပေါင်းပကြီးကားက38ကားခုကတော့ဘာဖြစ်မှာပေါ့ဒီနှစ်ပေပတ်လည်းဘာကြောင့်လဲဆိုတော့တိတာထက်စာရင်ငါတို့ရဲ့ဖြစ်တည်မှုနဲ့ရှိတာနဲ့ဒီကဒီပကြီးကားကိုပကြီးကားရဲ့ရေးချက်နော်ပကြီးဆိုတာတဲ့ concept ကိုအဓိကပြတာနော်ဒီဆရာပွဲတွေတော်တော်များများ concept ကိုပဲအဓိကထားဟုတ်တယ်ဆိုတော့အဲ့မှာကိုကဲတို့ကအခုရှိတာဘာဖြစ်လဲဆိုတော့လေ concept ဆိုတဲ့အခါမှာဟိုအများလားလက်ခံတဲ့ concept ဆိုတာကသူ theme သဘောမျိုး message သဘောမျိုးအဲ့လိုတော့မတူဘူးအဲ့လိုမဟုတ်ဘူးကိုကဲတို့ကိုပြောတဲ့ concept ဆိုတာသဘောကြီးပေါ့ဒီသဘောဆိုတော့သူကအပြားသဘောဆိုတာတခုခုတည်းကိုစုပ်ကန်လို့မရတဲ့သဘောကြီးဆိုတော့အဲ့မှာဆိုတော့ဥပမာအပြင်ကိုကဲတို့ကအနည်းဆုံးပြောလို့ရှိရင် ambiguity ပေါ့ ambiguity ဆိုတာအနက်တိတ်ပဲပြားတာဟုတ်တယ်အနက်တိတ်ပဲပြားတာအနက်တိတ်ပဲတခုတည်းယူလို့မရတာအကြောင်းမှတခုကအနက်တိတ်ပဲအများကြီးထွက်သွားနိုင်တာအဲ့ဒါကိုကိုကဲတို့ concept ကြီးယူပြီးတော့မှဒီဘာလို့ဖန်တီးအဲ့မှာနောက်တစ်ခုရှိတာကဘာပေါ့သဘောအပြင်ပြောကြမယ်ဆိုပါတော့ဒီမှာပါတဲ့ test တွေပေါ့ test မှာတမန်ကျမ်းစာကပါမယ် Zen Buddhism ကပါမယ်ကိုကဲရေးတဲ့ Idibon ဝတ္ထုကပါမယ်နောက်ကိုကဲရဲ့ဟိုဟာဒီ artist philosophy ဘာ test တွေပါမယ်အဲ့လိုပေါင်းလိုက်တော့ဆိုတော့အနည်းဆုံးနှစ်ခုကိုကြည့်မယ်ပေါ့အဲ့တော့ဒီ Zen Buddhism Noble ပေါ့ Noble ကိုပြောင်းပြန်တာတော့ Idibon ဖြစ်တယ်ပေါ့ Idibon ဆိုတာတကယ်တော့လွန်ခဲ့တဲ့နှစ်100ကျော်လောက်ကထွက်ပြီးသားဝတ္ထုရှင်နာမည်ရှိတယ်ဟုတ်ကဲ့အဲ့ဒါကိုတင်မင်္ဂလာယူသုံးတာဟုတ်ကဲ့ဘာလို့ယူသုံးလဲဆိုတော့ Idibon ကိုတွေ့တာနဲ့ Idibon ဝတ္ထုဖတ်ဖို့တဲ့လူက Idibon ကိုသတိရသွားစေခြင်းလို့ဟုတ်ကဲ့ဒါက concept တော့မဟုတ်ဘူးအဲ့သဘောတရားကြီးနောက်တစ်ခါဘာဖြစ်လဲဆိုတော့ဒီအခြားတစ်ခုကြံကြည့်တဲ့ခါကျတော့ Noble ဆိုတဲ့သဘောပေါ့ Noble ကိုစာ Zen Buddhism မှာ Noble ဒီချစ်ချင်းမုန်းချင်းသဘောတရားကနေလွတ်ပြီးတော့စိတ်ကငြိမ်းချမ်းနေတဲ့ကာလမရှိတဲ့နေရာတစ်ခုပေါ့အဲ့ဒါကိုသူက Zen Buddhism အဲ့လိုကျွန်းတယ် Noble တမန်ကျမ်းစာမှာပါတဲ့ Noble ကျအဲ့လိုမဟုတ်ဘူးအချင်းကြီးဖြစ်မှုကိုညွှန်းတာဆိုတော့တမန်ကျမ်းစာမှာပါတဲ့ Noble ရဲ့အနက်ပေါ့နော်အကြမ်းပြောလို့ရှိရင်တခါဒီ Zen Buddhism မှာပါတဲ့ Noble ရဲ့အနက်အဲ့နှစ်ခုကတစ်ခုနဲ့တစ်ခုမတည့်ကြအောင်စန့်ကျင်ပဲကြီးအဲ့စန့်ကျင်ပဲနှစ်ခုကိုကဲဒီမှာထည့်တာ
ဟုတ်ကဲ့ ဟုတ်လားအဲ့တော့ဆိုတာကဟိုစန့်ကျင်မဲ့တကူတွေ့မယ်ဒီထဲမှာရှိနေမယ်ဖတ်တဲ့လူကစန့်ကျင်မဲ့ကိုမြင်မယ် မြင်မယ်ဖတ်တဲ့လူကပဲပြန်ပြီးတော့ဟိုဟာဖြစ်ကြမယ် ဟုတ်တယ် ဒီအတစ်ကတော့လွတ်လပ်ခွင့်လုံးဝပေးတာပဲဒီဟာတွေနဲ့ concept ကိုယူရတယ်အတစ်ကတက်နောက်ကြည့်ရလူကလုံးဝ open ဖြစ်တယ်သူလုံးဝလွတ်လွတ်လပ်ခံစားခွင့်ရှိတယ်ဒီဟာတွေကိုပေါ့နော် ဟုတ်တယ်အဲ့လို တကယ်ထူးကြပါလေဆရာနော်ကျေးဇူးတင်ပါတယ်ဆရာနော်ဒီတော့သိရတာပဲကျွန်တော်ကကိုယ်လေးပြောရင်အဲ့တော့ဆရာတို့တော့ညံပြီးတော့ပြန်ကတ်တယ်နားထောင်အောင်ကျွန်တော်လိုပဲနားထောင်ဖို့အတွက်ကိုပေါ့နော်ကျေးဇူးပါဆရာကျေးဇူးပါ